မင်္ဂလာပါအေးဝ idea mobile အနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ performance ကောင်းကောင်းနဲ့ laptop တစ်လုံးရှာနေတဲ့သူတွေအတွက် Lenovo ရဲ့ IdeaPad Slim 3 i7 လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီ laptop လေးရဲ့ processor ဘိုင်းမှာဆိုလို့ရှိရင် i7 13 Gen 8 series ကိုသုံးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ရုံသုံးချောင်းသုံးပြင်မှာ programming သုံးမဲ့ user တွေအတွက်လည်းလုံးဝအဆင်ပြေစေပါတယ် memory ဘိုင်းမှာဆိုရင်လည်း 16GB DDR5 4800 space ကိုအသုံးပြုပေးထားပြီးတော့ထပ်တိုးချင်တဲ့ user တွေအတွက်လည်း F224D ထပ်တိုးပြီးသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင် storage ဘိုင်းမှာဆိုရင် 512 SSD ပါဝင်ပြီးတော့ရေရှည်အတွက် storage မလောက်တော့ဘူးဆိုလို့ရှိရင်လည်း 2TB ထပ်တိုးပြီးသုံးပြုနိုင်ပါတယ် product လေးရဲ့အဓိကထူးခြားချက်ကအရင်လာနေကြ polycarbonate body မဟုတ်တော့ဘဲနဲ့ premium ဆန်နဲ့ aluminum metal ကိုဧကပါမှာအသုံးပြုပေးထားပါတယ်ရှင် screen size 15.3 inch ရှိပြီး380 brightness ရတဲ့ IPS panel ကိုသုံးပေးထားပါတယ် speaker ဘိုင်းမှာဆိုရင်လည်း force feeding speaker ကိုသုံးပြုပေးထားပြီးတော့ battery မခံမှာဆိုရင်လည်း customer တွေအတွက်လည်း 50 watt hour battery အပြင်မှာအားသွင်းမြန်တဲ့ repeat charge system ပါဝင်ပါတယ်ရှင့် laptop လေးကိုသဘောကျလို့လာဝယ်ယူမယ်ဆိုရင်တော့ရန်ကုန်အင်းဝ IDM mobile ဆိုင်ခွဲတိုင်းမှာဝယ်ယူနိုင်မှာဖြစ်ပြီးတော့ limited stock ဖြစ်တဲ့အတွက်ကြောင့်မြန်မြန်လာဝယ်မှစိတ်ချရမယ်နော် laptop ဝယ်ရင်ပုံမှန်ပါနေကြလက်ဆောင်ပစ္စည်း9မျိုးပြင်မှာအင်းဝ member customer တွေအတွက် point နေဆိုရင်လက်ဆောင်နဲ့ discount တွေလဲလို့ရနေပြီဆိုတာသိပြီးကြပြီလားအင်းဝမှာဝယ်မဲ့ customer တွေကအင်းဝ IDM mobile member application လေးကို download ထားမယ်ဆိုရင် point နေဆိုရင် discount တွေနဲ့လက်စုလက်ဆောင်တွေကိုလဲနိုင်ပြီး update information နဲ့ promotion တွေကိုလည်းအချိန်နဲ့တပြေးညီသိနိုင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းထပ်တွေ့ကြမယ်နော်